ဟဲ့အောင်ဒီဖုန်းလေးကမင်းရဲ့သခင်ဖြစ်နေပြီဆိုတော့မင်းသိလားဒီနေ့မင်း screen time ဘယ်လောက်ရှိလဲဖွင့်ကြည့်လိုက်6နာရီလား7နာရီလားငါတို့အဲ့ချိန်တက်တော့ပုံများနေပြီကွာမနေ့မိုးလင်းတာနဲ့သူ့ကိုအရင်ရှာတယ်ညအိပ်အောင်ဝင်ရင်လည်းသူ့ကိုပဲနောက်ဆုံးကြည့်တယ်ကွာငါတို့တွေဇွန်ပိုင်းတွေဖြစ်ကုန်ကြပြီကွာ social media ပေးတဲ့ dopamine ခဏတာပျော်ရွှင်မှုနောက်ကိုလိုက်ရင်းနဲ့ကိုယ့်ဘဝကိုပြန်မပိုင်တော့ဘူးကွာဖုန်းသုံးများတာမင်းရဲ့ focus ကြွတာတွေကိုဖြစ်စီတယ်ကွာငါတို့က15စက္ကန့်ဒီ TikTok ဗီဒီယိုလောက်တောင်တီးခံပြီးမကြည့်နိုင်တော့ဘူးကွာအများတန်းသူများတွေရဲ့ highlight တွေကိုကြည့်ပြီးကိုယ့်ဘဝကိုအားငယ်လာတယ်ဒါကမင်းရဲ့စိတ်ကျမ်းမာရေးကိုတဖြည်းဖြည်းချင်းတတ်နေတာပဲကွာအဲ့တော့ရက်လိုက်ပါThe Mind Gym ကပထမဆုံး challenge ပေးမယ် Morning Power ဟာမနေ့ပြန်မနေ့မိုးလင်းတာနဲ့ပထမဆုံးတစ်နာရီဖုန်းလုံးဝမထိနဲ့အဲ့ဒီတစ်နာရီမှာဘာလုပ်ရမလဲရေချိုး coffee တောက်ပရင်းမောက်ဖိတ်ပြီးကောင်းကင်ကိုကြည့်ကိုယ်စိတ်ကိုပြန်ကြည့်ကွာပထမတော့ခက်လိမ့်မယ်လက်ကဖုန်းစီအလိုလိုရောက်သွားလိမ့်မယ်ကွာအဲ့ဒါကိုထိန်းချုပ်တာကပထမဆုံး mental workout ပဲဘယ်သူတွေဒီ challenge ကိုလက်ခံရဲမင်းကဖုန်းရဲ့သခင်လားကျွန်လားဆိုတာတက်တည်ပြလိုက်လက်ခံရင် comment မှာ channel အဆင့်လို့ရေးခဲ့ okay